လေဒေါအောင်ဆန်းစုကြည်ဘယ်ရောက်နေမှမသိတဲ့ကာလမှာအဲ့လိုပျော်တဲ့အရာကိုသိလက်မခံနိုင်အမှုပညာကိုတော့ချစ်ပါတယ်ဇက်စပင်ကိုချစ်မြတ်နိုးပါတယ်ဒါကြောင့်မလို့မျက်စိတွေအရမ်းနောက်လာလို့ပြောတာအခုချိန်မှာအောင်စုကိုဝင်တဲ့ပုံကိုယ်တွေအောင်စုကိုထောက်ခံတဲ့ပုံကိုယ်တွေအကုန်လုံးကငါပြောပြမယ်ဟိုလူသိများခြင်းတဲ့ပုံကိုယ်လို့နောက်တစ်ခုကဈေးရောင်းစားခြင်းတဲ့ပုံကိုယ်လို့နောက်တစ်ခုကဟိုသူတို့အရေးချင်းကိုသူတို့ယုံကြည်မှုမရှိဘဲနဲ့လူတယောက်ရဲ့နာမည်ကို use လုပ်ပြီးတော့အဲ့လိုမျိုး trend နောက်ကိုလိုက်တာကွာရှင်းပြောရင်အမှုပညာရှင်သမားတွေအကုန်လုံးအောင်စုဖြစ်တဲ့အပိုင်းလို့အောင်စုဒီပုံစံပေးသက်ရလာလို့အောင်စုဖြစ်လာတာအောင်စုပေးသက်မရခင်တော့အဲ့ဒီလူတွေအကုန်လုံးအောင်စုကိုချီးမြှောက်ခဲ့လားမချီးမြှောက်တာဒါလူတွေရဲ့သဘောကွာဒါပေမဲ့ငါတို့ကအရှိတရားကိုပြောတယ်အမှန်တရားကိုပြောတယ်ဒီခုလက်ရှိကာလဒီပျော်ရွှင်စရာကောင်းတဲ့ကာလမဟုတ်ဘူးသဘောပေါက်ပြီးတော့ဇက်သမင်တပိတ်အဲ့လိုတနစ်ပိတ်သွားလို့အဲ့လောက်ထိဖြစ်ပြနေတဲ့ပုံကိုယ်တွေဒီနေ့ကနေမေးချင်တာဒီတို့ဘဝတွေကပျော်စရာကောင်းပြီလားဟုတ်တယ်မလားပျော်စရာတော့တကယ်ကောင်းပြီလားပျော်စရာကောင်းတဲ့ဘဝတွေကိုမင်းတို့ပိုင်းဆိုင်နေပြီလားပျော်စရာကောင်းတဲ့ဟိုဘဝအိမ်မက်တွေကိုမင်းတို့လက်ထဲမှာလက်ဝယ်ရှိပြီလားဟိုနောက်ပြီးတော့အိမ်ရလူဘယ်သူပဲဒုက္ခရောက်အိမ်ရလူဘယ်သူပဲစေယုံတက်ဘယ်သူစီအောင်မှမျက်နှာမငယ်ရပဲနဲ့ပတ်စံကိုကုန်ကြခံပြီးတော့ကုနိုင်တဲ့ဘဝအကျင့်တန်းတွေရောက်ပြီလားဒါမေးရတော့မှာလေနော်လူတွေကလက်ရှိဖြစ်တည်မှုစားဝတ်နေရေးကြက်တဲမှုအစင်မပြေမှုတွေကိုမေ့ထားပြီးတော့ဘာမှမဟုတ်တဲ့အရာတွေပေါ်မှာဟိုသိမလားစောင်းကနေတော့ကြည့်လိုက်အခုလက်ရှိအောင်စကူကိုတက်တက်လုပ်တဲ့ပုံကိုတော့ကြည့်လိုက်တကယ်ပြောလာမင်းအယောက်1000မှာ999ယောက်ကမင်းတကယ်မင်းဟိုမနေ့ပြန်ဟိုဘယ်လိုပြောမလဲအိမ်ပြိုသွားရတော့မှပြန်ဆောက်စရာပတ်စံမရှိတဲ့ဘဝသမားတွေငါပြောတာဟိုတခါတည်းမှာအရင်ဆုံးကိုယ့်ဘဝကိုတိဆောက်ကြပါဟုတ်တယ်မလားတိဆောက်ကြဖို့နောက်တစ်ခုကတိုင်းပြည်အတွက်ဘာတစ်ခုမှလုံးမပေးနိုင်ဘူးတိုင်းပြည်အတွက်ဘာတစ်ခုမှမကူညီပေးနိုင်ဘူးဆိုရင်လေလူအမြင်ကက်အောင်မျက်စိနှောက်အောင်မလုပ်ကြပါနဲ့နော်အမေအရွယ်ကြီးလည်းပါပါတယ်အဖွားအရွယ်ကြီးလည်းပါပါတယ်နော်ဟိုဘယ်လိုပြောမလဲအမအရွယ်ကြီးလည်းပါတယ်အန်တီအရွယ်ကြီးလည်းပါတယ်အန်တီတို့အမတို့အမေတို့ဒေါ်တို့အဖိုးဘယ်လိုမျိုးအဖွားတို့ပြောချင်တာဟိုကျွန်တော်တို့ကလေသိလားအမေတို့အမတို့အတော်တို့အဖွားတို့ရဲ့ဘဝတွေကိုတိကျပို့ပြီးတော့စိတ်ချရတဲ့အတိုင်းဖြစ်စေချင်လို့ကျွန်တော်တို့ကပြောတာနော်အမေတို့ကဘယ်လိုပြောမလဲအမေတို့ရဲ့အမေတို့ကလည်းခက်ပါလားနော်အမေတို့ကိုယ်တိုင်ကအဲ့လိုတွေလောက်ပြနေနောက်ကကလေးကလာပြီပေါ့လို့